နေ့အိမ်ရထားတဲ့ခါမှာခေါင်းကိုကြည့်လိုက်ရင်သပင်ကျွတ်တွေကအများကြီးပဲခေါင်းလျှော်တဲ့ခါမှာတစ်ခါလျှော်လိုက်ရင်သပင်ကျွတ်တွေကိုအထွေးလိုက်ကြီးပါလာတယ်ဟဲငါထိပ်ပြောင်းမလားမသိဘူးနောက်ကတော့တုံးကတော့မလားမသိဘူးဒီလိုမျိုးစိုးရင်နေတဲ့လူရှိလားဒါဆိုရင်ဒီဗီဒီယိုလေးကမိတ်ဆွေတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့သပင်ကဘာကြောင့်ကျွတ်တယ်လဲဘယ်လိုကုသရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာမလို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါDr. Nay Wellness Clinic အဲ့တော့သပင်ကျွတ်စေရတဲ့အဓိကအကြောင်းရင်းတစ်ရခံတော့နံပါတ်1ကတော့ကျွန်တော်မျိုးဗီဇာနဲ့ဟော်မုန်းပြောင်းလဲကြောင်းပါအမျိုးဗီဇာနဲ့ဟော်မုန်းပြောင်းလဲကြောင်းမို့လို့ထိပ်ပြောင်းတာတွေသပင်ကျွတ်တာတွေကပို့ပြီးတော့ဖြစ်တတ်ပါတယ်ဥမာကိုယ့်ရဲ့မျိုးရင်းမှာဒီသပင်ပါတဲ့လူသပင်ကျွတ်တဲ့လူပါလာဆိုရင်ကိုကသပင်ကျွတ်တာပို့ပြီးတော့ဖြစ်နိုင်ကြီးများပါတယ်နံပါတ်2ကတော့စိတ်ဗီစီးမှုနဲ့ကျွန်တော်တို့အပြင်းထန်ဖျားနာတဲ့အခါမှာသပင်တွေကပို့ပြီးတော့ကျွတ်တတ်ပါတယ် post operation ပေါ့နော်ခွဲစိတ်ကမျိုးဝင်ပြီးတဲ့အခါမျိုးမှာသပင်တွေကျွတ်တတ်ပါတယ်နံပါတ်3ကတော့အာဟာရချိုးတဲ့ခြင်းမှာကျွန်တော်တို့ဇင်းတို့တန်တက်တို့ B12 တို့နောက်တစ်ခုဒီအသားဓာတ် protein တွေအားနေလာတဲ့ခါမှာသပင်အမြစ်တွေကကောင်းကောင်းမခံတော့ဘဲနဲ့အားနေလာပြီးတော့ကျွတ်သွားနိုင်ပါတယ်။အဆုံးလုံးကတော့ကျွန်တော်တို့ဓာတ်ပစ္စည်းတွေ chemical တွေနဲ့အပူပေးတာတွေများလို့ပါ။သပင်ကိုခဏခဏကောက်တာဖြောင်းတာတွေစိုးသေးတွေစိုးတာတွေဒီ hair dryer အပူတွေတုံးတာတွေဒါမှမဟုတ်အပူပေးစက်နဲ့ခဏခဏသပင်ကိုဆွဲတာမျိုးတွေကသပင်ကျွတ်တာကိုပို့ပြီးတော့အားပေးနိုင်ပါတယ်။ဒါဆိုသပင်ကျွတ်ရင်ကျွန်တော်တို့ဘယ်လိုကုသလို့ရလဲဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ဆရာဝန်တွေအများစုသုံးတဲ့မီနောက်စီတွေဖြန်းစီတွေကျွန်တော်တို့ဒီ solution အရေးတွေသပင်မွှင်းချင်းလေးတွေပြန်ပြီးတော့တန်လောင်ပြုလုပ်တဲ့နေရာမှာအသုံးပြုတယ်ဒါကလည်းဆရာဝန်ညွှန်ကြားချက်နဲ့အသုံးပြုရင်ကောင်းပါတယ်နောက်တစ်ခုကဒီ genetic နဲ့ဒီ hormone ပြောင်းလဲကြောင်းဖြစ်တဲ့ဒီအမျိုးသားထိပ်ပြောင်းတာမျိုးဆိုရင်ကျွန်တော် finance right လိုမျိုးတောက်ဆေးကိုတောက်လို့ရတယ်ဒါကလည်းဆရာဝန်ညွှန်ကြားချက်နဲ့တောက်အောင်မှာဖြစ်တယ်ကိုယ့်ကိုတောက်တယ်ဆိုလို့ရှိရင်ဘေးရွယ်ဆိုးတွေရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီ supplement အားဆေးတွေဖြစ်တဲ့ကျွန်တော်တန်တက်တို့ဇင်းတို့ဘိုင်ယိုတင်တို့ဒီလိုမျိုးပါတဲ့အားဆေးတစ်မျိုးမျိုးကိုအမြဲဆွဲတောက်အောင်ပါမယ်အခုကတော့စိတ်ဖိစီးမှုလျှော့ချပါမယ်အေးရောပါအေးရပါမယ်အလားပါအေးရဆေးကန်းတွေမှာပြုလုပ်လို့ရတဲ့ကုသမှုတွေကတော့ကျွန်တော်တို့ဒီ PRP လို့ခေါ်တဲ့ဒီကိုယ့်ရဲ့သွေးရည်ကြီးကိုထုတ်ပြီးတော့ပြန်ပြီးတော့ဥယျာဉ်ပြားတွေကိုထိုးတဲ့ကုသနည်းကိုလုပ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ hair exosome ဆိုတဲ့ပြီးတော့နောက်ပိုင်းမှာပေါ်လာတယ်ဒါတွေကလည်းဒီသပင်ပြန်ပေါက်တာကိုပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့နောက်ပိုင်းသုတေသနတွေလုပ်လာကြတယ်နောက်တစ်ခုကကျွန်တော်တို့ဥကောင်းတဲ့ကိုကျွန်တော် steroid လို့ခေါ်တဲ့ဆေးတွေကိုလည်းထိုးပေးခြင်းအပြင်ဒီသပင်ပေါက်အောင်ပြန်ပြီးတော့လှုံ့ဆော်လို့ရပါတယ်အဲ့တော့သပင်ကျွတ်တာစောစောစီးစီးတေချာကုသမှုမခံယူဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာသပင်မြစ်တွေကလုံးဝတည်သွားပြီးတော့ကုသခံနိုင်ပါတယ်ဒါကြောင့်မလို့ပိတ်ဆွေကစောစောစီးစီးကုသမှုခံယူလေမြန်မြန်ပြောင်းခင်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပါပေးတဲ့အကြောင်းအရာမိတ်ဆွေရဲ့အကျိုးရှိရဆိုရင်ကွန်မန့်မှာကိုလေးပြီးတော့ပါတခြားမိတ်ဆွေတည်အောင်လည်း share ပေးတော့ပါနောက်ထပ်ဒီလိုမျိုးကျမရဲ့ဘုဒ္ဓဗီဒီယိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ account လေးကို follow လုပ်ထားဖို့မေးပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်